မြန်မာနိုင်ငံမှာတော့ကစုံလားပြည့်ဆိုရင်ညောင်ရည်သွန်းပွဲဆိုတာလောက်ပဲသိနေကြတကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကစုံလားပြည့်နေ့မှာမွေးဖွားခဲ့တာဖြစ်လို့ကစုံလားပြည့်နေ့တိုင်းအမှတ်တရမြတ်ဗုဒ္ဓရဲ့မွေးနေ့အဖြစ်ဘုရားဘာသာဝင်သူတော်စင်တွေအနေနဲ့7 ပါးသီလကိုခံယူစောင့်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မတွေကိုလိုက်နာကျင့်သုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းဆင်မီးပန်းတို့တဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းဆင်မီးပန်းတို့နဲ့ပူဇော်တာတဲ့သမ္မာပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းလက်တွေ့ကျင့်သုံးပြီးတော့ပူဇော်ခြင်းဟာပို့ပြီးတော့မြတ်မြတ်တယ်လို့မြတ်စွာဘုရားကိုယ်တိုင်ကလည်းအင်မတန်မှချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကစုံလားပြည့်ဆိုလို့ရှိရင်မြတ်စွာဘုရားကိုဂုဏ်ပြုပူဇော်သောအားဖြင့်လူတိုင်း7 ပါးသီလစောင့်တည်လို့